မင်္ဂလာပါဒီနေ့မှာအကြံသိဉာဏ်သိတွေထွက်လာတာကို think of အစား come up with နဲ့ဘယ်လိုမျိုးသုံးလို့ရလဲဆိုတာကိုအတူတူလေ့လာကြမယ်အခြေအနေ၃ရပ်မှာသုံးလို့ရတယ်ပထမတစ်ခုကတော့အကြံဉာဏ် ideas she came up with a brilliant idea သူမအကြံကောင်းတစ်ခုရခဲ့တယ် plans we need to come up with a plan for the weekend ပိတ်ရက်အတွက်အစီအစဉ်တစ်ခုစဉ်းစားကြရအောင် excuses he always comes up with an excuse for being late သူကနောက်ကျတိုင်းအကြောင်းပြချက်အမြဲတမ်းတစ်ခုခုပေးတယ် money I need to come up with some extra cash for my trip ခရီးသွားဖို့အတွက်အပိုပတ်စံနည်းနည်းရှာကြံဖို့လိုနေတယ်အလုပ်ကိုင်မှာလည်းပဲသုံးလို့ရပါတယ် The team came up with a way to save costs အဖွဲ့ကကုန်ကျစရိတ်လျှော့ချဖို့အတွက်အကြံကောင်းကိုထုတ်နိုင်ခဲ့တယ် How did you come up with that answer so fast မင်းဒီအဖြေကိုဘယ်လိုများမြန်မြန်စဉ်းစားမိသွားတာလဲ We need to come up with a new marketing strategy ကျမတို့ဈေးကွက်ဗျူဟာအတွက်အကြံဉာဏ်တစ်ခုကိုစဉ်းစားဖို့လိုနေပြီ I need to come up with a Mother's Day gift for my mom အမေများနေ့အတွက်အမေကိုဘာပေးရမလဲစဉ်းစားရအောင်မယ်အဲ့တော့ think of အစား come up with ကိုဘယ်လိုသုံးရမလဲဆိုတာကို idea ရသွားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ် bye bye